မင်္ဂလာပါလာမယ့်တပတ်တောက်ကြညဇန်နဝါရီ23ရက်ညနေမှာတော့ One Friday Fight 139ပွဲစဉ်မှာထိပ်တက်မြန်မာဖိုက်တာ2ဦးထိရှင်ပြိုင်ထိုးသက်ဖို့ရှိနေတာပါ One Championship ဘက်ကတော့လောလောဆယ်မှာတမလီဆိုလီဦးနဲ့ပြိုင်ဘက်ထိုင်းဖိုက်တာဝရပွန်တို့ရဲ့တွဲဆိုင်ကိုအတည်ပြုကြေညာထားပြီးပါပြီ23ရက်နေ့မှာနောက်ထပ်ပွဲထွက်လာမယ်လို့သတင်းကြီးနေတဲ့ FedEx Gym ကကျော်စွာဝင်းရဲ့တွဲဆိုင်ကိုတော့အခုထိထုတ်ပြန်ကြေညာထားတာမျိုးမရှိသေးပါဘူးဒီတော့လာမယ့်ဇန်နဝါရီ23တောက်ကြညမှာတော့မြန်မာပြည်သက်တွေနေနဲ့မြန်မာဖိုက်တာတွေပါဝင်လာမဲ့ပွဲကြီးပွဲကောင်းတွေကြီးစုခံစားရတော့မှာပါထိုင်းဖိုက်တာဝရပွန်နဲ့ထိုးဖို့အတီးဖြစ်နေတဲ့တမ်လီဆိုလီကတော့ One Championship မှာရှုံးပွဲတွေဆက်ပြီးနောက်ပိုင်းပွဲဝေးနေတာတစ်နှစ်နီးပါးရှိနေပြီဖြစ်ပြီးတော့ရှုံးပွဲဆက်နေတဲ့ဆိုလီဦးကိုသူ့လိုပဲဝမ်းမှာရလက်သိမ့်မကောင်းတဲ့ထိုင်းဖိုက်တာဝရပွန်နဲ့ပြန်လဲပွဲတီပေးခဲ့တာပါဆိုကြီးပြိုင်ပဲဝရပွန်ကဖီတိုခိုင်ရရင်ကြာတတ်ပြီးမာဂုံလည်းအယမ်းမမြင့်တဲ့ဖိုက်တာလို့သိရပြီးဝရပွန်ရဲ့ဝမ်းမတ်တန်းကလည်း7ပွဲထိုး6ပွဲနိုင်5ပွဲရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတာပါအသက်ကလည်း23နှစ်ပဲရှိသေးပြီးရက်က9ပေ6လက်မှရှိပါတယ်ဝါတွေ့ကြုံကဆိုလင်းဦးထက်ပိုများတယ်ဆိုပေမဲ့မာဂုံမြင့်တဲ့ဆိုလင်းဦးကပြိုင်ဘက်ကိုသာအချိန်ပြည့်ဖိစောနိုင်ခဲ့ရင်ဒီပွဲကဆိုလင်းဦးအတွက်ပဲဖြစ်သွားမှာပါဆိုလင်းဦးအတွက်ဒီပွဲစဉ်ကအနိုင်ရဖို့အရေးကြီးနေသလိုဒေါ်လာ3သိန်းတန်စာချုပ်ရဲ့လက်ကျန်ပွဲစဉ်တွေအကုန်လုံးအနိုင်ရဖို့လိုအပ်နေပါပြီဒါမှလည်းနောက်ထပ်စာချုပ်တွေထပ်ရနိုင်မှာပါစာချုပ်ကုန်သွားရင် One Championship ဘက်ကဆိုလင်းဦးကိုနောက်ထပ်စာချုပ်ထပ်ချုပ်မလားမပြောတတ်ပေမဲ့ပြည်သက်များတဲ့ဆိုလင်းဦးကို One Championship ကစာချုပ်ထပ်မချုပ်ဘူးဆိုရင်တော့မှ One Friday Fight လို့ပြိုင်ပွဲတွေမှာနေရာပေးသွားဖို့များပါတယ်လာမဲ့ One Friday Fight 139ပြိုင်ပွဲမှာဆိုလီဦးအနေနဲ့ပြိုင်ဘက်ကိုလဲထိုးနိုင်ယူပြီးနောက်ထပ် One Championship မှာစာချုပ်ရဖို့အခြေအနေကောင်းနိုင်မလားစောင့်ကြည့်သွားရမှာပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်